ကျွန်တော်နာမည်ကတူရှာရန်ပါယာပါဒူဘိုင်းကဟိုတယ်တစ်ခုမှာအလုပ်လုပ်နေတော့ပိုကောင်းတဲ့ဘဝကိုမှတ်မောခဲ့မိတယ်ထိုင်းနိုင်ငံဘန်ကောက်မှာဝင်ငွေကောင်းတဲ့ကောစင်တာအလုပ်ဆိုပြီးကန့်လန့်ချက်တစ်ခုရလာတော့ကျွန်တော်ဘဝပြောင်းလဲဖို့အိမ်မက်မှတ်ခဲ့တယ်ဒါဟာကျွန်တော်ဘဝရဲ့အမောင်ဆုံးထောင်ချောက်ထဲကိုဆွဲခေါ်သွားမဲ့လက်ရစုံဆိုတာကိုအဲ့ဒီအချိန်မှာကျွန်တော်မသိခဲ့ဘူးခေါ်ဆောင်သူတွေကကျွန်တော်ကိုမြန်မာနယ်စပ်ကိုခိုးသွင်းတယ်အဲ့ဒီနေရာကအပြင်လောကနဲ့လုံးဝအဆက်အသွယ်မရှိတဲ့ကီကီပက်လို့လူသိများတဲ့ငွေလင်ကမ်းကြီးတစ်ခုဖြစ်နေခဲ့ပါတယ်ကျွန်တော်တို့ရောက်သွားတဲ့နေရာကခိုးစင်တာမဟုတ်ဘူးအိန္ဒိယနိုင်ငံသားတွေကိုပြစ်မှတ်ထားတဲ့တရုတ်မာဖီးယားတွေလက်ပတ်နေတဲ့ငွေလိမ်ကိုင်းတစ်ခုရဲ့စကန်ကျွန်တော်ဟာဒေါ်လာတောင်းချီရတဲ့ဝန်ထမ်းမဟုတ်ပဲတစ်နှစ်ပတ်လုံးတစားကန်ဖြစ်ခိုင်းစီခံရမယ်ကျွန်းတူဖြစ်သွားခဲ့တဲ့သူတို့ကကျွန်တော်ကိုလူတွေကိုဘယ်လိုလင်ရမလဲဆိုတဲ့နီးလန်းတွေကိုသင်ပေးတယ်ချမ်းသာတဲ့အမျိုးသမီးဟန်ဆောင်ပြီးအသက်ကြီးကြီးလူကြီးတွေကိုချင်းကပ်သူတို့ယုံကြည်မှုရအောင်လုပ်ပြီးတော့ Cytocurrency Investment တွေရဲ့ငွေထည့်ခိုင်းရတယ်တရက်ကိုနာရီပေါင်း15နာရီအလုပ်လုပ်ရတယ်မပြီးမြောက်ရင်ရုပ်ပိုင်းဆိုင်ရာနှိပ်စက်ခံရတယ်အရိုက်နှက်ခံရတယ်ငွေမရှာနိုင်ရင်အစာရည်စားပါဖြတ်တောက်ခံရတယ်ကျွန်တော်ထွက်ပြေးခြင်းပေမဲ့ဒေါ်လာ9000ရော်ကြီးပေးမှလွတ်မဲဆိုတဲ့စာချုပ်နဲ့ချီနှောင်ခံထားရတယ်တနေ့ကျတော့ကျွန်တော်ဘဝမှာအလင်းရောင်တစ်ခုပေါ်လာခဲ့တယ်မြဝတီတဝိုက်ကဒီစခန်းတွေကိုစီးနင်းဖမ်းဆီးမှုကြီးစတင်ခဲ့တယ်အဲ့ဒီအချိန်မှာကျွန်တော်တို့အားလုံးကလွတ်မြောက်ဖို့အတွက်တေချာမတေချာတဲ့အခွင့်အရေးတစ်ခုကိုရခဲ့ကြတယ်စခန်းပတ်လည်ကလူတွေကသူတို့ရဲ့ကိုယ်ပိုင်စစ်တပ်လိုလုံခြုံရေးတွေနဲ့လွတ်မြောက်ဖို့ကြိုးစားသူမှန်သမျှကိုချိန်ချောက်ခဲ့ကြပါတယ်ကျွန်တော်တို့အသက်ရှင်ဖို့ထိုင်းနယ်စပ်ကိုပြေးခဲ့ကြရတယ်အဲ့ဒီအချိန်မှာအိန္ဒိယအစိုးရကကျွန်တော်တို့ကိုကယ်ဖို့အတွက်အပြင်းထန်ကြိုးစားနေတယ်ဆိုတာသိလိုက်ရတယ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ကြိုးပမ်းမှုကြောင့်ကျွန်တော်တို့198ဦးကိုလေယာဉ်2စီးနဲ့တိုင်းပြည်ကိုပြန်ခေါ်သွားနိုင်ခဲ့တယ်။ခြောက်ချားတုံလို့စရာကောင်းတဲ့ဒီအတွေ့အကြုံကကျွန်တော်ကိုအသက်ရှင်ဖို့အတွက်တန်ဖိုးရှိတဲ့သင်ခန်းစာတွေကိုပေးခဲ့တယ်။လွယ်လွယ်နဲ့ရတဲ့ပတ်စံဆိုတာမရှိဘူး။အဲ့ဒါဟာတင့်ရဲ့လွတ်လပ်မှုကိုအလဲလှယ်လုပ်ပြီးရယူရမယ်ထောင်ချောက်တစ်ခုသာဖြစ်တယ်။ဒီနေ့မြောက်ရီနယ်စပ်တစ်လျှောက်မှာကျွန်တော်တို့လူပေါင်းများစွာဟာနေတိုင်းညှဉ်းပန်းနှိပ်စက်ခံနေရတယ်။အိန္ဒိယမြန်မာတခြားနိုင်ငံသားတွေလည်းပါဝင်ပါတယ်ကျွန်တော်တို့ရဲ့ဘဝဇာတ်လမ်းကိုခမည်းတော်ကိုသိစေခြင်းနဲ့တတိထားပါတတိရှိပါမျှဝေပါဒီဗီဒီယိုကိုမျှဝေပြီးလွတ်မြောက်ဖို့ကြိုးစားနေတဲ့သူတွေကိုကူညီပေးပါအဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ